သူ့ကိုကယ်ထုတ်နိုင်ရင်ဒေါ်လာတန်း100ရပါမယ်။သူကတသက်တကျွန်းပြစ်ဒဏ်ချခံရတာတောင်နည်းနည်းလေးမှမတုံ့လှုပ်ပါဘူး။မီဒီယာတွေရှေ့မှာဘသူဖြစ်ဖြစ်သူ့ကိုထောင်ထဲကနေကယ်ထုတ်ပေးနိုင်ရင်ဒေါ်လာတန်း100ပေးမယ်လို့အော်ပြောလိုက်တယ်။ဒီသတင်းက TV ကနေတိုက်ရိုက်လွှင့်နေတော့တမျိုးလုံးကလူတွေအကုန်သိသွားကြတယ်။ဂိုင်းစားတွေကအစလမ်းဘေးကလူမိုက်အဖွဲ့တွေအထိအကုန်သိသွားခဲ့တယ်။သူကတာမန်ရာဇဝတ်သားမဟုတ်ပါဘူး။အရှိလေပိုင်းမှာအကြီးဆုံးမွေးရစာတွေကတယောက်ဖြစ်တယ်။ဒါကြောင့်သူပြောတဲ့ပတ်စံဟာတကယ်ရှိမယ်ဆိုတာကိုအားလုံးကယုံကြည်နေကြပြီးသူ့ကိုစွန့်စားပြီးကယ်ထုတ်ဖို့အသင့်ဖြစ်နေကြတယ်။နောက်တစ်နေ့မှာတော့ရဲတွေကသူ့ကိုထောင်ကိုပို့ဖို့ခေါ်ထုတ်လာတယ်။အဲ့ဒီချိန်မှာကားတစ်စီးကသူတို့လမ်းကိုရုတ်တရက်ပိတ်ရက်လိုက်တယ်။ပြီးတော့ထောင်ကားပေါ်တက်လာပြီးအဆောင်တွေကိုရှင်းပစ်လိုက်တယ်။ဒေါ်လာတန်း100ရဖို့အတွက်သူ့ကိုကယ်ထုတ်သွားကြတယ်။အဲ့ဒီချိန်မှာရဲတွေရောက်လာပြီးပြစ်ခတ်မှုတွေဖြစ်ပွားကြတယ်။ရုံးရင်ဆန်ခတ်ဖြစ်နေတော့သူကထွက်ပြေးဖို့စူးစမ်းခဲ့ပေမဲ့ပြန်ဖမ်းခံလိုက်ရတယ်။သူကမ်းလှမ်းလိုက်တဲ့စုချင်းငွေကြောင့်တမျိုးလုံးကသူ့ကိုကယ်ဖို့လုပ်နေကြပြီးရဲတွေလည်းဒါကိုသိတော့အစီအစဉ်တစ်ခုဆွဲလိုက်တယ်။သူ့ကိုရဟတ်ရင်နဲ့ခေါ်ထုတ်ဖို့လုပ်ကြတယ်။ဒါပေမဲ့ရဟတ်ရင်စင်ခါနီးမှာပဲအဝေးကစနိုက်ပါသမားကပြစ်ချလိုက်လို့ရဟတ်ရင်ပြက်ကျသွားပြန်တယ်။အဲ့ဒီပြက်ကျနေတာကိုကြည့်ပြီးသူလည်းပြုံးနေခဲ့တယ်။ရဲတွေလည်းနောက်ထပ်အစီအစဉ်တစ်ခုထပ်ပြောင်းပြန်တယ်။သူ့ကိုကားတန်းနဲ့ပို့ပြီးအပေါ်ကနေရဟတ်ရင်နဲ့စောင့်ကြည့်ခိုင်းတယ်။ဒါပေမဲ့လမ်းဆောင်ရောက်တော့အဖိုးကြီးတယောက်ကရုတ်တရက်လမ်းပေါ်တက်လာပြီးရဲတွေကိုဂန်းနဲ့ပစ်တယ်။ချက်ချင်းကားတစ်စီးထိုးရက်လာပြီးလက်နက်ကင်တွေအများကြီးဆင်းပြီးပစ်ကြတယ်။သူတို့လည်းကားတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့အကုန်လုံးအံ့ဩသွားခဲ့တယ်။ရဲတွေကအထဲမှာလူယုတ်ကြီးပဲထည့်ထားခဲ့တာပါ။တကယ်တော့သူတို့ကိုအာယုံလွှဲပြီးတခြားရှုပ်ဝက်လမ်းကြောင်းတစ်ခုကနေပို့လိုက်တာပါ။သူကကားထဲကရရရှိကိုဒေါ်လာတန်း100နဲ့ဂလန်းနဲ့ရဲကညင်လိုက်တော့သူကစုကြီးကိုတန်း100ပေးမယ်လို့ပြောလိုက်တယ်။ရဲလည်းဘာမှပြန်မပြောခဲ့ဘူး။အဲ့ဒီချိန်မှာကားဒရိုင်ဘာကကားကိုရုတ်တရက်ရက်လိုက်ပြီးသူ့ဖော်ကိုတနက်နဲ့ပြန်ချိန်လိုက်ပါတယ်။ဒါကိုမြင်တော့သူလည်းပြုံးပြီးကြည့်နေခဲ့တယ်။မလုံးတွေများလာရင်ဘယ်သူမှမခံနိုင်ခဲ့ပါဘူး။